Ada bidu guna takisa Ahamunami Am sariya guna takisa Ahamunami ba Thaya Be ting tong ya Ade aja bu Nào là ngã ba lên xuống lên ting tong ya ya ba Nam mê đồng béo mình bị nó đâu phải này mẹ Nếu chuyện mà ta phụ chuyện đâu ta để quên khiến ta phải Đúng không? Quên gì mà lên kia nè Quên này lên kia nè Mà nó chạy lại là quên bây giờ nó đang đi toa mà ô cha chết toa mà ô cô đi cô này không được mà làm thì mình đã nhà chỉ xin lại phải làm mấy toa mà sao cô bây giờ đi bà toa mà sao rồi đấy Ya betul Mana ai mati ya Wani minau ni nyau ke lama ka ha Pero mana ni Nhà gì Machine này đi cái gule ba mình đi vào được Hey không Go The chai out of me so Di dalam long kari ya alo Mana api ukro cari ba Karwa bisa ta cái đó gì này Mẹ lên ပတ်စံငါဟာ အပေါ်နဲ့ပေါင်းလာတာလည်းကြာပြီချစ်ကိုလေပြိတ္တရှိမှာဘယ်တော့မှအကိုကတောင်းရင်ပေးဘူးလို့လေ အော် Baik lah sih bu အနောက်မှာတောင်းရင် မရဘူး အဲ့လာကြောင့်နေတဲ့အဖေကငါ့အတွက်မခံနဲ့ဖေဖေလည်းကြမှာငါပြောမှာတက်တာခဏခဏတော့ခံနေရစင်ချ Den အကိုကြီးစောင့်နေတာကြာပြီ ဒါပဲကြည့်ရမယ် အကိုကဖုံးပါလေလား ကိုရဖက်လာတာဗန်းငွေလေ တော့ဖေဟိုအောင်တာဟိုထိုင်းပြီ ဗန်းငွေလေ ကျေးဇူးပါအကို Tidak ada tu dia ni lale so tidak ada ဟုတ်ကဲ့အိန္ဒိယနေလား ကိုရီးယား Ini mai oh Buku biar orang monsan dia Jom memang itu aja lah Siapa di boy oh Jauh biar lah aja Oh jenuh Aku mah biasa Bersama ada jauh ni Ku boy makam dah di mana Kau ni sini lau Sini lau pun no Kalau di mana makam dah ni Jenuh ada Cong ni lau sini lau ni No မသိဘူးမင်းဖေဖေဟိုပြောတော့ Yo အော်အဲ့ဒါဘာပတ်စံ Jaga Cikgu mui ချစ်ကိုငွေရ ဘ လို့ ဘတ်ကိုပါ Mele mai mah mati orang bat thara ni Masih lelabi at thara ni အဖေကလည်းမပြောနဲ့လို့ပြောနေဥစားကားဝယ်ဖို့ကတ်တာကားလဲ Den Ikနေတဲ့လူကပတ်စံရတော့ဟုတ်ငါရင်လေမိုင်လေးချငိုင်း Puan tuan jime Puan tuan jime Puan tuan jime ဒီလမ်းကိုရစတူဒီယိုနော် Puan tuan jime La ba Bốn chữ mẹ đưa Tôi tùy biểu mẹ ပတ်တည်တယ်နော် ဘဘဝေးဗျာဘာတွေပြောမှရှိပါ အာ ဘူး ပြောနေလို့မပြောပါဘူးဘယ်သူတွေတဲ့နေအောင်စလို့ပေါ်လာတရားကိုသားသမီးတွေကိုဂယုဆိုင်ပြုတ်ကြအောင်မယ် Chị ơi
ကတော့ကြဟဲ့ကတော့ကြစမ်း အဲ့လိုလို့ ဟာကတော့ကြစမ်းဟာမစင်းနဲ့ပြုတ်ကြမယ်ဟဲ့ကြီးကြီးကြီး သမီးရတယ် ခိုင်းတဲ့မလီသူကြီးဟဲ့ ဒါလေးတို့ နော်သူတို့2000ပဲကြတယ်အထူးစင်ကြီးတာ အာအိုင်ဖုန်းစက်ကုန်တခြားရတယ်လားညကြတယ်ပြော ဘာလဲအားကြလိုက်တော့ကိုရုံနဲတော့မမေးပါဘူးကွာ အော်ဆိုမြောက်ဝီဘက်ကလာတာ ညဝရီက မြောက်ဝီဘက်ကလာတထုံဘက်ကလာတယ်ဖန်ကလာတယ်ထိုင်းကလာတယ်စသဖြင့်ပေါ့လေအများကြီးပဲအကုန်လုံးစုံစုံကြီးဒီမှာပြန်တွေ့ရတယ်ဝမ်းသာပါလေကျွန်တော်ရဲ့ခွန်အားအဲ့ဒါပါပဲမိသားစုများစုတော်ပြီးအားပြီးတဲ့မြစ်တာတွေခွန်အားတွေနဲ့ရက်တည်ရပါတယ်ခင်ဗျာ ဟုတ်ပါစေ ဒါလေးရိုက်ထားပြီးပါဦးတို့ကြမှာနိုင်ငံသားငွေခွင့်ပြုချက်မရှိဘဲကင်ထားတဲ့ထက်မှာစုချတာလို့နော်ပတ်ပတ်ချစ်မေလာပါပို့စနေတူတို့ရီပြုံးမေပတ်ပတ်ချစ်မေပို့စနေတူတို့ရီပြုံးဒီကကျေးဇူးပြီလက်ကလေးတွေတော်စကားနဲ့ပြောရင်သူတို့ကြည့်နေတယ် အော်ခြေထောက်တွေထောင်ပေးပါတဲ့ခြေထောက်တွေလက်တွေ လက်တွေ အဲ့ဒါမှငါမြင်နေတာမြင်ရမှာပေါ့ဟာ ပတ်တော့ကြည့်မယ် ဟိုညီမလေးညကိုလက်ကပြန်ချတာမသိတော့အိန္ဒိယကစကား ခင်ဗျားသားမဲတာကိုပြောနေတာနားလေလားဦးရွှေလေးခင်ဗျားငိုက်တာကိုပြောနေတာ အေးကြတယ် မင်းတို့ဘာလို့ကြိုက်နေလို့ သူကသူမငိုက်ဘူးလို့ပြောရင်အောက်ကရိုက်ခိုင်းထားတဲ့ဗီဒီယိုလေးကျွန်တော်ပို့ပြီးအဲ့ဒါနဲ့ပြပေးကျွန်တော်ညာချင်းဖြတ်လို့ရတယ်ငင်းကြီးပတ်တော့ကြည့်မယ် ဘာကွာကြည့်နေ လာပါပို့စနေတူတို့ရီပြုံးမေလက်ကုတ်တည်းတဲ့သူလေးတိတ်တောင်ဝဲစုကျွန်တော်ပောက်ပြီးပောက်ပါစေမကိုလေးပစတဲ့ရှိတာပြောရတာပဲဘာဖြစ်တော့မလို့ကဲ9000ဆို89ကပေါက်ကျွန်တော်အကြိတ်တရားပေါက်ပြီးမှ ဒုက္ခပဲပတ်ဆိုင်လည်းထားကြနေရမရှိတော့ ကဲပါဒါဆိုလေထိုင်းတီအမြင့်ဆုံး ဟာ ဒုတိယဆုံးပေါက်ပါစေ ဩပထမစုဘတ်ချောက် ကျွန်တော်လည်းထိုးထားသေးလို့ သူလည်းအကုန်ကထိုးတာတော့မထိုးသူမလုပ်တဲ့လုပ်ကိုဘာမှမရှိတော့ဘူးဒါကအလုပ်တွေလည်းအများကြီး ဟုတ်တယ် ဟုတ်တယ်မလား ကျွန်တော်ဘာမှမလုပ်ပါဘူးဘောလုံးသေးလေးထောင်ထား ဘောလုံး ပြီး သစ်တောင်းတယ်ဗျာ channel ကြီးမီဒီယာကိုကျွန်တော်ကင်တွယ် အဲ့ နေ ဒါကိုင်းတယ်ဗျာ ကျွန်တော်ဇက်ကတယ် ဇက်ကတယ် နောက်သမီးအစည်းအရုံးတော်ဝင်ယူတယ်စောက်လို့ရေကုမ္ပဏီလေးထောင်ပြီးတော့လမ်းလေးတွေစောက်ခင်း ခ တယ် မင်းဆိုင်လည်းဖွင့်တယ် ကျွန် ဗျာ တော်သမီးစောက်တော့ဆိုင်လေးလည်းဖွင့်ထားတယ် အဲ ကျွန်တော်ပြီးတော့အနုပညာဝန်ဆောင်မှုကုမ္ပဏီလေး ကုမ္ပဏီလည်းလုပ်တယ်ခရီးသွားလည်းလုပ်တယ်ဗျာ ကျွန်တော်မန္တလာမင်းမှာလည်းကျွန်တော်ကားလေးထည့်ထားတယ် နိုင်နဲ့ထည့်ထားသေးတယ်ဗျာ ဟုတ်တယ်ကျွန်တော်အလုံးသိမ့်မလုပ်ပါဘူး အာတော်သေးတော့ကိုယ်လုပ်တော့လာမလူတာကံကောင်းတယ် မင်းလုပ်တော့ပါလို့ မဟုတ်လေမရရောက်တာလေ ကျွန်တော်ရောင်းမယ်ဗျာစီတန်ပဲစီစစ်စစ်နဲ့မိုးလမြောင်လက်စစ်ကိုနဲ့ကြုံပြီးရောင်းတယ်မိုးလမြောင်ကျွန်တော်ရောင်းတော့မယ်စီမတတ်တဲ့ကောင်လေးလေး တို့ကစီရတန်းတယ် ဘယ်တော့တန်လဲ မလေးဘယ်တော့တန်းလဲတော့ကြော်ပြီးအားရောက်နေတဲ့အိုက်စီနဲ့ပြန်လောက်တာပဲတန်းနေအမုံလေးနဲ့စကားနဲ့စစ်စစ်ထားတာ ချစ်တို့ပတ်စံချမ်းသာတယ်ဆိုတော့ဥရွှေသေးကိုမမီဘူးဥရွှေသေးဆိုပတ်စံကိုလေအိမ်မှာထားစရာနေရာကိုမရှိတာ ဘာလို့လဲ ညားလို့လား ဘုသူ့ဘာတရားမှမရှိလို့ထားစရာနေရာမရှိ ဟောပြောပြစီမန္တလာမြေကားလက်မတီဈေးမတက်ထားဘူးနော် တရားနွေးကလာ ဈေးတက်ပြီးတောင်းရင်ကျွန်တော်တို့တိုင်လို့ရပါတယ် ရတယ် ဘာလို့အမျက်မကြမ်းချင်းနေရအောင်စီလဲယူသားရုံးကန်ပြီးတော့ပုံမှန်တိုင်းပဲဆွဲပြီးဆိုပြီးတော့လှုပ်ထားပြပါတယ် ဟုတ်တယ် ။ဘာကြောင့်လဲဆိုတော့ဒီနေနေဆိုတာကဒီလိုခုနှစ်စာသုံးစာကြီးတွေခုံပြီးတဲ့လိုမျိုးမဟုတ်ဘူး။သူ့ရဲ့ဘွားတိုက်တာလေးကိုပဲတော့အေးထားတာ။အရင်တော့တစ်ခေါက်သွားလို့ကားငါက10သိန်းချင်ရင်ခု2သိန်းတည်းမပူတော့ဘူး ဟုတ်တယ် ။ပြက်လို့ပြေးရရင်ရှုံးလေးတယ်။ဒါပေမဲ့
ဒီကာလာလေးမှာအစဉ်ပြေးစည်းခြင်းတဲ့ဆန္ဒနဲ့ဆောင်ရွက်ထားတာပါခင်ဗျာ ငါတလာမင်းရတခါတည်းပြောပြရတယ်ပြောတာတွေပါကြယူဆိုင်ပါနော် ဟုတ်ဇော်ကြီးမြန်မာတိုင်းရင်ဆေးဖို့မှာဆေးပဲကျွန်တော်နာမည်ပြောပြီးဝယ်ပေးပါ ဝယ်ပေးပါ ဘုချစ်ပွဲမှာချိန်ညာလို့တိတာပါဆိုပြီးဝယ်ပါ ဝယ်ပါ တေချာ90ရာခိုင်နှုန်းဈေးလျှော့ပေးပါလိမ့်မယ်ဒီကလာကျွန်တော်ကနိုင်ငံခြားဆေးတွေကိုရခက်တဲ့နေထိုင်မှုဖြစ်မှာဆိုလို့မြန်မာဆေးနော်ဒါလေးလူတဲ့သဘောပါခင်ဗျာနော် ဟုတ်ကဲ့ ဩဘာနဲ့အတီပတီကတော့နောက်မှပြောတော့မယ်နော် ဟုတ်ကဲ့ အမလေးများတရားလေးချတာကိုတမောင်းထိုးခံရသေးတယ်ချော်ပြီးတော့ တန်ပါလေဟာ ဘယ်လောက်ရတော့လောက် တရား ထားစသိတရား ခန္ဓာကိုယ်တစ်ခုလုံးမလို့အဖေတရားမရှိဘူး ဒါတော့ဟုတ်ကဲ့ကွာ ခန္ဓာကိုယ်တစ်ခုလုံးမလို့တရားမရှိဘူးတရားနဲ့တရား တို့လိုက်တော့တယ် ချက်တရား အား လေး လေးအောင်မြင်မှုကိုဂုဏ်ယူတယ်ကွာတကယ်လေးစားတယ်တော့နော် ဗျာကောင်းလိုက်တော့ဗျာ လေးစားတယ် အိုးဥရှိတယ်အဲ့လိုလေးဆွေးပါလားဗျာသူအကြည့်ပြောရတယ်ဗျာ အဖေကို ဘတ်တော်ကြည့်မေဟဲ့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 လာပါလာပါပေါ်ချင်နေတူတို့တွေပြောမင်းဘတ်တော်ကြည့်မေဟဲ့လာပါလာပါပေါ်ချင်နေတူတို့တွေပြောမင်း ကို့မှာတော့ဝမ်းသာနေတာကို့မတွေကဘာပဲပြောတန်ဖိုးထားပြီးတော့တရားတန်လေးသိမ့်ပြီးတော့ရှာပြီးစုချတယ်မှတ်နေတာကောက်ရတာ မတိကောင်ကအိမ်သာအမ်းနဲ့ဟာမှန်တယ် အိမ်သားတရားတန်နဲ့မအဲ့တော့ချိုးချင်းတွေပဲပြန်အန်တော့တာ အဲ့ငါတော့ချိုးချင်းသုံးလို့ရတော့ငါတော့တက်တော့မရဘူးလေ သူတို့ကျတော့6စုမှဆိုလို့လေ ချိုးချင်းနေအဲ့ဒါကခုနကငါတို့ပြည့်တဲ့ချိုးချင်းလုံး90တက်လာတယ် မြန်မြန်နေ့တိုင်ပုံကျွန်တော်ပါးတွေကိုညောင်းနေရေးနေရတာဒါနေ့ကလည်းလုံးနေတာကျွန်တော်ပိုတိုးပတိုင်းပဲရောက်သွားတယ်ပိုတိုး ဘုရားမနိုင်ရမရှိလို့ ဟုတ်လားပိုတိုးပတိုင်းလေးပြန်ခဲ့ပြီးပါဟုတ်ပိုတိုးပြောက်သွားတယ်ပိုတိုးနဲ့ဇော်ကြီးတယ်ဟုတ်တယ်ဒီနေရာလေးလည်းမီးထိုးပြီးတော့စောင်းပေါ်မှာလူကြီးငုတ်ထုတ်ကြီးထိုင်နေမှမနေရတော့ပိုချစ်တဲ့တူတူလေးပြောမယ်တော်ရီအဲ့ဒီကားသေးလား ဘယ်ကလဲ ကန်တော်ကြီးတို့မြေဖေးတို့လေ့ကျင့်ကြလို့တရားလေးဟိုက်ပိုချင်တူဟီဟီဟီဒီချိန်မှပြန်လဲမမီတော့ပါဘူး အားလား စိုးချဖို့လိုပါလေဘာလို့လုံးနေကြတာလို့အော်ကောက်ကနေပေါ်နေဝိရဏကြီးဟေးတရုတ်ရှက်တောင်ကလေးဖရက်ငါတို့ကရင်အဲ့လိုပုံစံလိုက်အတူခိုးမယ်ဒီဟုတ်တယ် ခဏနေရောနော်ဒီမတလေး USA ဟုတ်တယ် အခု15မိနစ်တော့စကားပြောမယ် မဟုတ်ခဏ အဲ့တိုင်းလေးညီတာ15မိနစ် မရတော့ဘူးအနောက်မှာပြိုလဲကုန်ပြီမရတော့နောက်မှာ ပြိုလဲချေပွဲမျက်ရည်ဝဲချစ်ကို မပြေးပြရတယ်ဘယ်တော့ကိုလည်းမပြေးတော့ဘူးရောအမထားတော့ပြီလေညမလား ကြိုက်ကြီးလို့ပြန်ပါ ကြိုက်ဒီရောပြန်မ လက်ကုပ်တီးလိုက်ပါ ပြေးလာပြေးလာ မမောနိုင်ကဦးမ အော်ပြေးလာ လက်ကုပ်တန်တွေချမတို့တွေပြောချမ်းဆုံးกว่า ဒီတိုင်းဆိုအော်ခံဓာတ်ပုံရိုက်ခိုင်းမလို့တဲ့ လက်ကုပ်တီးတဲ့ခါပွင့်ကလေးဟာတကယ်ချစ်စရာပွင့်ချသူဆွေပွဲလာ
တောင်းစုချထားလို့အဲ့လောက်ပဲပြုံးတာ 1 2 3 snap snap okay blast okay ကိုကြီးခုနပုံလုံးရိုက်ပေးတာနော် okay တောင်းဖို့ခုနပုံတန်းတယ်ဥပလာပြတ်ပြတ်စတော့အရန်လာလို့တဲ့ဟိုနောက်ပိုင်းတော့အရန်လာနေလို့တဲ့ ဟိုတို့ကျတော့အလှတရားကြောင့်ရတဲ့ပတ်စံပေါ့နော် ဟုတ်တယ်ဒါကုတ်ကောင်နဲ့တူလို့တဲ့ နင်းပေဓာတ်ကုတ်ကောင်းနေတယ်ကွာနောက်နေ့ပြက်ကလေးထုံးမှာပါတော့ ဓာတ်ခုတ်ကောင်းတယ်ကိုပေါ်လမ်းလမ်းလျှောက်ကြည့်တယ်ကြောင်ချက်ပြီး အမေလာလိုက်မယ်ပေါင်ပေါင်ကြိုက် ဟိုပေါ်ဆွဲ အမေဘယ် ချောက်ဟုတ်ပြီဘသူမှပြောတယ်ဓာတ်ခုတ်ကောင်းနဲ့တူတယ်လို့ အမေကြည့်ပါကန်းစမဗျိုင်းကြီးလမ်းလျှောက်နေတယ်ကိုပေါ်လာကျွန်တော်မသိလို့မရပေါင်လေးနဲ့မလိုက်ပါအဲ့ဒါဘယ်ဟာပေါင်ဘယ်ဟာခြေသလုံးလဲ အေးတယ်မှာငယ်ဘယ်သူမှမကြောက်ဘူးရဟဲ့ဒီကြီးဟာရတာတည်းမရှိတဲ့ပုံမေး ပီချီမောင်ပီချီ ငါတို့သေးတယ်ထင်လို့ငါ့ကိုထင်သေးလို့ အဲ့လေ ဒီကြီးလာခဲ့လိုက်ရော ပီချီနဲ့ရှင်ချင်း အဲ့ဒါချီလုံးကြီးရှင်ကြီးနဲ့ ဒီတလုံးကြီးရှင်ကြည့်နေလို့ဟောကျူရိုးနဲ့ညောင်ပင်တော့ပွာတယ်ကွယ် ငါ့ကိုပေါင်ပေးနော် ဒါလည်းမရ ဒါဒီငါရှက်သွားပြီသိလားနင်းချီတဲ့လုံးကငါပေါင်အောင်မရှိဘူး လက်ကုပ်တံပွဲတော်တဲ့နားဆင်ကြည့်ပါခင်ဗျာ ဟေး လက်ကုပ်ဒီလိုက်ပါလက်ကုပ်တံပြီးချမ်းမောတော့တဲ့ဒီပြုံးချဆုပ်ပါလက်ကုပ်ဒီလိုက်ပါဝဲကလေးဟာဒီချစ်စရာဝဲချစ်သူရွှေပွဲလာ Let's go, baby, guy. အနာက တေချာတော့ဒီကကျွတ်လို့ကျတဲ့ဖြစ်သွားတာမြမဩဘာစီမတုံးလို့ဖြစ်မယ်လေကကျွတ်လို့ကျတဲ့ဖြစ်သွားတာ မဟုတ်ဘူးဩဘာဒီမသုံးလို့မဟုတ်ဘူးကျွန်တော်ကရေမရလို့ဟိုနေရာကွက်တိဒီနေရာကွက်တိဖြစ်နေတာ အော်မြမဩဘာ ကောင်းဆုံး ကောင်းဆုံးပါ မြန်မာ ရမအောဘာ ဘာဘလို့ရှိတာအားလုပ်တယ်တောင်းစားဖို့တယ်ဆိုင်ဆဲတယ် ပန်း ခုကနဲ့ချောက်တယ်နားတယ်လက်ကုပ်ဒီလိုက်ပါဘမောတိုင်းကပုံမလက်ကုပ်တံပြီးချမ်းမောတော့တဲ့ဒီပြုံးချဆုပ်ပါလက်ကုပ်ဒီလိုက်ပါဝဲကလေးဟာဒီကဲချစ်စရာဝဲချစ်သူရွှေပွဲလာ Let's go, baby, guy. ကိုပေါ်လာ ခင်ဗျာ ညီမလေးတို့သမီးလေးတို့အခုမှဝင်လာတာနောက်ကနေပြီးသူတို့အခုမှရှေ့တိုးလာတော့ တို့ကဘယ်ချိန်သိမ်းရမှာ အခုမှ ညီ ဝင် ကိုပဲတို့ကတက်တက်ကပြအောင်ပါလားအချိန်နေပြရအောင်ပါလားတနာအောင်လေဟဲ့တို့လည်းဒါလေးတွေပိတ်အောင်မယ်ဒီအလုံးတွေပိတ်အောင်မယ် အခုမှဝင်လာတော့ဟိုနားမှာထားနေတာ။အော်သူတို့ထားတော့ပြန်ပြီးအောင်မယ်။သူတို့ကအရှိကိုရွှေ့လာတယ်ဟုတ် ဟောဒီနေ့ညနှုတ်ဆက်ရပါခင်ဗျာကိုချစ်တို့ရက်ထက်တို့လို့လုံးဝမရပါဘူးဟောဆိုနေပြီးတော့အလူကြီးရနေမြောက်ကလာဘလို့မှပစ္စည်းစင်မှုတော့ခက်နေတာဘယ်တော့ဒီညအဲ့လိုပြောလို့ညဒီမိုးလေးနေလေ တော့သူတို့ဘာမှသူတို့မှမပြော ချစ်ရဲ့ချစ်တော့ဆိုရင်ချစ်ကိုရနှလုံးသားပေးဆက်သူနှလုံးသားဟာချစ်ကျေးဇူးနော်ဖုန်းပေးရတဲ့ဝမ်းသာ ဟဲ့ဟဲ့
တိယလေး1 2 3နောက်ပုံ ကျဲသွားကျဲသွား 1 2တတိယလေး5 6 9 10 10ရောက်12ခုဖြစ်သွားတယ်ကျေးဇူးနာ အဲ့တော့အောက်ပြီးပေါင်းလို့ပြောရလေခုဒီအားလုံးလေးဝေပြီးသွားကြပြီ ကုန်ပြီ ဖြာလေးလေးအားလုံးဝေပြီးသွားပြီ ကုန်ပြီ ဖြာချန်တဲ့နေရာလေးတော့ရှိပါတယ် ဘာပါတော့ ဟိုးနောက်ဆုံးကတဒန်းချန်နေသေးတယ် အဲ့ဒါ အဲ့ဒါလည်းဒီနေ့ကုန် ဒီလေပဲလို့ဆိုကုန်သွားရောမိသားစုနဲ့ကျေးဇူးတင်တာကတနေရာလေးမှတော့မချမ်းအောင် ဟုတ် စစ်စစ်ကထောင်းရည်လို့အလင်းမို့လို့မရှိဘဲနဲ့အပိကြလေးကျွန်တော်မိသားစုများမတန်းတင်ပါလေ မတန်းတင်ပါလေ ဇတ်သူဇတ်သားများလေးကျေးဇူးတင်ပါလေ ကျေးဇူးတင်ပါလေ ဒီ9ရက်လုံးကျွန်တော်ပုံမှာညာကြီးမယူဘဲနဲ့ပရိဟိတကပြီးတဲ့ကျေးဇူးတင်ပါ ဖေ လေ ဖေ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 ကောင်းတယ်ဘူးလိုက်တာကောင်းတယ်ဘူးလိုက်တာ ဒီမနေ့ ဟုတ်လားကိုလိုက်ကိုလာချောင်းကြီးထွက်နေရတာလူမြင်ရတယ် ဒီမနေ့ကအခန်းဘဝစောင့်နေမလားလို့စောင့် အဲ့စင်းလေးကိုဖွက်ထားခဲ့တော့ဘယ်လိုရအောင်လဲ ရှင်ဘိုးသူတွေရဲလာတာလူမျိုးမိုးတဲ့ဘကိုးသူလေးကိုကျွန်တော်ချစ်ပြီးပြီ စင်းလေးဆိုလို့ထောင်း ဒုက္ခပါပဲကွာဘာလဲဆိုတော့မသိဘူးတရောင်းစားဖို့တယ် လက်ကောက်တလေးပြိုင်တီအောင်ကောင်းပြီလာပြီမလားတန်းနာမရပါပြီအောင်ကောင်းပြီ ကောင်းစားအဖေးတိုင်း ဟုတ်ပြီဘယ်လိုတာသူကကရှစ်တန်းဂရိတန်းလားဂရိ11ဘာသာစကူရံဘောအော်စတဲ့ ဝါစနာဒါ ကြောင်းပြီးတာနဲ့ဆရာတဲ့ဒါတက္ကသိုလ်မတက်သေးခင်မှာဇက်ကပါမယ်တဲ့အေးလို့ဒါပေမဲ့သူ့ကိုကျွန်တော်ကတနုပြဘက်ကလိုက်လာတာပညာသင်ဖို့ဒီချာမှာထားပြီးသားလို့မင်းဆရာစီမှာအခုစီမှာပညာသင်မယ်ဆိုရင်တော့ကတိလေးတစ်လုံးပေးပြီးမှပဲမင်းသင်ရမယ် ဘာကလေးတော့ ဟိုမင်းခရီးပြီးနော် ဘာလို့လဲ ဆရာဆိုရကွာ အဲ့တော့အဲ့လိုမင်းခရီးပြီးရမယ်နော်ဒါမျက်နှာလေးကချိုးချိုးလေးအမတွေပါရှိတယ် ဟုတ်လေဘာ ဘာအကြောင်းလဲနေတာလို့ဘာနမလေးရှိစောင်းရှောက်ဖို့ကိုမောင်လေးကိုပြင်ဆင်ပြဖို့ပြောမလို့အမအကြောင်းလဲတဲ့ ဘာနေမင်း ဒါဆိုညမတွေပါရှိတယောက်တည်း အကိုရှိတယ် အဲ့ဆိုမင်းပြန်လို့မင်းပြန်လို့ ဟိုအကိုရှိတယ်အကိုရှိတယ် အဲ့ဒါဆိုပညာသင်လို့မရတော့ဘူးကိုရီကျတော့ပညာသင်လို့ရတယ်တော်တော်နဲ့တုတ်တည်ရှိတယ် ငါဘာမှာ ဟာ မင်းအမတွေကိုငါသာပြီးလို့ရတဲ့လူဆိုရင်မင်းအမနှစ်ယောက်ကိုတတိယာဘွဲ့ပြီးတယ် အပွဲ အတွက်တော့တတိယ ခင်ထားဘွဲ့ အော်ခင်ထား အမနှစ်ယောက်ရှိ ဟုတ်တယ် ရောက်ဖ9ယောက်လင်များ ပြောစရာကြီး ကျွန်တော်လည်းမပြောကြရင် ဒါတော့ကြုံသူမပါသေးဘူး အဲ့ကောင်ဒါတော့ထိုးရည်ဟုတ်တယ်ဟုတ်တယ်ဂျာကြီးကိုရှောက်ရှောက်ပြောဟုတ်တယ် ဟို ဟုတ်တယ် ကောင်လေးကဟိုက grade 11အဲ့ဒီကကျတော့ခေကျွဲ ကျွန်တော်ဆိုရင်မခိတ်ကျွဲ အေးတွေ့ ခရိတ်ကျွဲကျွန်တော်ဆို10တန်းဒါပေမဲ့အခုတော့9တန်းပဲဖြစ်သွားတာ ဘာဖြစ်လဲ တထန်းရှော့မယ်ဆိုလို့လေ ။ဩရေထမ်းတာလက်ကုတ်တန်လေးပြိုင်တီးဤဘာကိုရှိလူလူဟဲ့ပြောက်ကတကွပြီးမှတကွတော့ကားတဲ့အချိန်ကျတော့အောက်မကြည့်ဘူးထိုင်နေတဲ့အချိန်ကျဒီမကြည့်ဘူးအောက်ကြည့်ပဲကြည့်မင်းကလေတော်တော်တော့ပတ်တရားအကြောင်းစင်းဖြစ်ပြီမင်းကမပြောချင်လို့ကြည့် မလိုက်တာကိုယ် မင်းမရှိ အကိုရှိတယ် အခုရှိမင်းမနေပြန်ယူလိုက်ဒီကအမရှိလာမိတယ် ဟိုခွန်အောင်နဲ့ မင်းသားနေရတယ် အခုတော့မပတ်တရဘူး အနောက်ကအော်နောက်က ဟဲ့မင်းသားလေးတွေကအမရှိတဲ့သူတွေလည်းညှိုးထောင် မင်းသားကိုမေးလိုက်လေမင်းကိုမေးတာပါ မင်းသားလေးတွေကဟေးဘာအဲ့မပေါ့ အာခမရမဆိုင်ရထားတာပါ ကဲမင်းသားလေးတွေအမရှိတဲ့လူတော်နေဟုတ်ပြီမင်းသားလာမင်းသားလာမင်းလာကျင်းနေမင်းသားလေးမင်းတို့အိမ်ပြန်လို့ရပြီငါဆက်မမင်းတို့မခေါ်တော့ဘူးတော်မင်းမချောလာ ဟုတ်ရဲ့ က
နည်းနည်းတော့ခေါ်တယ် ဟမ်မင်းပြန်လို့ရတယ်မင်းထိုးလိုက်တော့ နည်းနည်းလေးလိုက်ပါ မင်းနဲ့ကောင်နဲ့ဆရာလည်းပဲတိုင်ဝမ်စီဖြတ်ပြီးမင်းမရှိလားဖြူဘယ်မှာလဲမော်ဘီမှာငါလည်းပြီးတယ်ကွာဖြူလား အပြိုး အပြိုဟာဟမ်ကလေးတော့ရောက်မင်းမမွေးလာပါရွာချလာတော့မင်းသွားတော့ 3ယောက်ပါပြီးသားဆိုတော့သိမပြင်ဘူး မချီးနေတယ်နော်မင်းအရင်နဲ့ပုတ်ပြီးပါလားကွာ လူနဲ့ညာမွေးလာလားထမ်းမင်းနဲ့ညာမွေး မင်းမရှိလားအသက်ဘယ်လောက်ရှိလဲချောလားချောမင်းတို့ချောမင်းတို့ကတော့ချောလားပြူလားအတူလား ယောက်ျားရှိတယ် ဒီမင်းသားလေးတွေရဲ့အမတွေကလည်းသူကလည်းယောက်ျားရှိတယ်ရောအမကလည်းကလေး2ယောက်နဲ့ကိုပြိုးမလည်းကလေး3ယောက်နဲ့ ဟဲ့နေတော့ထိုက်သူဆရာသမားပါရဲ့နေဘာလို့ကိုယ်တော့မျက်နှာပူနေရတာတော့ဟောမျက်နှာမပူပါနဲ့ငါကပ်ပါမယ်ငါကပ် ဟိုမီးစရာဟိုစိုးစိုးပေါ်ကြတဲ့မီးလုံးလေးပိတ်ပြီးသားမှာ ဟဲ့လား မနက်ပြောရရင် तू ကအဲ့ဒါငရဲကြီးနေတာမျက်နှာကြီးပဲကွက်ငရဲကြီးနေတာ နေပူတဲ့အနောက်ကလောသိကောက်ွယ်တပွဲလောက်တော့ချန်ထားအောင်နော်ဒီပုံစံနဲ့ဆိုငတ်မဲ့နေထားရှိတယ် နေတိုင်းကနေတာ ဟာလက်ကုပ်ဒီလိုလက်ကလေးတွေနာသွားမှာဆိုလို့ဖိုးချစ်ကမန်းပေးပါမယ်အိုဖာအိုဖာအိုဖာဟိအိုဖာလက်ကုပ်ဒီလိုအားလုံးလည်းနာချင်နေပြီလားဖိုးချစ်ပြောင်းအောင်ပေးပါလက်ကလေးများရှိမှကန်တာအိုဖာမန်းပေးပါအိုဖာ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 ဘယ်မှာကြည့်လို့အားလုံးဆက်နေတာစီပြီလားဖိုးချစ်ပြောင်းအောင်ပေးပါစကလေးများလို့ရှိလားအိုဖာမန်းပေးပါအိုဖာအိုဖာအိုဖာ အုံဖွားအကုန်ထပြန်ကြအားလဲအုံဖွားတင်ငါ ခင်ဗျားတို့ပြောတယ်3.5နဲ့3.6လို့ပြောတာ6 5ထွက် 6 5ထွက်တော့တာမထိုးလိုက်အောင် ကုန်းနေငါတို့တသေးနိ ငါး က နှစ်ကိုလိုက်တယ်ငါးနှစ်ကိုလိုက်တယ် 6ဘာထွက်သွားလားကွာထွက်တော့3လေးကွာ သုံးလေးချင်းတွေထွက်တာ ညီကိုလိုပြောတာမှဘာမှမယုံနဲ့ကျွန်တော်ရှောက်ပြောတာကျွန်တော်ကိုယ်နဲ့ကနှလုံးကြီးကြောင့်ဘဝပြည့်လို့နေပါဖြစ်ခဲ့တာအခုမှအိုက်ကားတဲ့အချိန်တော့ဖိုက်မှာဖြစ်ခဲ့ဘူးသေးတယ်အပိတတလုံးလူခဲ့လိုက်တဲ့အချိန်တည်းကစပြီးစိတ်ကိုချမ်းသာလို့ကိုယ်တိုက်တာနဲ့ကိုတစ်လောက်10သိန်းလောက်ဝင်တဲ့လူက1000ဘိုးလောက်ကပြဿနာမရှိ10သိန်းလောက်ဝင်တဲ့လူက9သိန်း10သိန်း10သိန်းဘိုးထိုးပြီးဘဝပြည့်ပြီ ဟုတ်တယ် ဆိုတော့ဒါကုဝါဒနာနဲ့ကိုပါတစ်လမှာ2သိန်းဝင်တဲ့လူက1သိန်း2သိန်းဘိုးတော့မထိုးနဲ့ပေါ့အပြောပေါ့ဘိုးချစ်တစ်စလုံးကတာမှာ1သိန်း2000တစ်စလုံးရဲ့ညာကြီး1သိန်း2000ခင်ပါ ကျွန်တော်တို့စားက သိန်း230ကျော်ရှုံးစဉ်းစားကြည့်တယ်ဘဝလားကတာကိုစဉ်းစားကြည့်ကတာဘာလို့မှမသိဘူးတညာလုံးကရတဲ့ပတ်စံပို့လာအတိရတဲ့အချိန်မှာနောက်မကြောက်ဒီနေ့တိဒီနေ့စိုးတယ် ဟုတ်တယ်သွားလေရဆောက် မလုံးနဲ့မပြောဘူးဗျာကိုအထွာလေးနဲ့ကိုတော့စင်စင်ရမှာပေါ့ကျွန်တော်ကြည့်ကိုတညာသိညာချီပြီးဝင်တယ် ဟုတ်တယ် break back ကို2000ဘိုးပြည့်အောင်တစ်ခါမှမစားဘူး 2000မပြောနဲ့တပြားမအောင်မကုန်တာ ဘာလို့မကုန်တာတော့ အလောင်းကစားတော့ဝါဒနာပိုင်းနဲ့လှုပ်ပေါ့ဒါပေမဲ့တန်လိတ်တန်ချပြီးလှုပ်ကျွန်တော်တို့အလောင်းကစားကိုတန်လိတ်တန်ချပြီးမှလှုပ်တယ် ဘယ်လိုသားလဲလဲ အဝပြင်တော်ပြီဆိုပြီးတန်လိတ်တန်ချလို့ နေစုမပြတ် ဟုတ်ပါမပေးပါဟုတ်ပါဟုတ်ပါ နေစုမပြတ်တယ်လို့ အဲ့တော့ဒီလိုအားလုံးနဲ့ဟိုချစ်ပြောင်းအခုပြီးအောင်တလီရချစ်မှပြတ်တာထားဟုတ်ပါပေးပါဟုတ်ပါဟုတ်ပါဟုတ်ပါဘုရားကြီးတို့အားလုံးဆက်နေနာချင်နေပြီလားဟိုချစ်ပြောင်းအခုပြီးအောင်စက်ကလေးဟုတ်ပါပေးပါပြဟုတ်ပါဟုတ်ပါ အော်မရှင်း
နိုင်သွားပြီအမနေတိုင်းပြိပက် ပြဘက်ဒီနေ့ကိုကျွေးမလားကျွန်တော်ကျွေးပါ ဟောတယ်ဤတဲပြီးပြိပက်လည်းတခါမှမစားရကိုလည်းရောက်တဲ့ချိန်9နိုင်ဆိုပိတ်ပြီဆိုတာ ဒီနေ့ပြဘက်ကျွန်တော်ကျွေးပါခင်ဗျာ ဩချစ်ချစ်ကျွေးပါလား ဟုတ်ပါလေပြဘက်ကတော့နဲ့စောစီစီလေးမကြီးပြိုရင်လည်းဘုလို့ထားပါလေ အဲ ပြီးအေးအေးပြေးတမ်းမြာကြီးလေးထိုက်ပါမယ် တော်ချမ်းမတော့မကြီးတဲ့တုတ်ပြီးသွားပြီဟိုမှာစောင့်နေ ဥပမဘီမ တော့ကိုကျေးထွက် ချစ်ချစ်ကိုပြလိုက်တယ်ကျွန်တော်300ရှိ ဟုတ်ကဲ့ပါချစ်ချစ်ကနေပြီးတော့ကျွန်တော်ဖွယ်သားတွေအားလုံးကိုဝေမော်ကြီးမှာကျွေး ကျေးဇူးပါဒီပတ်စံလေးကိုင်းပြီးထားမယ်လို့လိုက်သူများဆုချလိုက်ပြန်ထိုင်သွားလိုက်ကိုင်းပြီးထားလိုက်သူများဆုချလိုက်ထိုင်လိုက်ဆုံးဖြတ်ရခက် ဟုတ်ပါ ဘာနဲ့တူလဲဆိုတော့ ဘာနဲ့ အဲ့ဒါတူလို့ ယထာဘောကအမာကြီးနဲ့တူတယ် ရထားဘောအမကြီးလည်းဗာဆိုင်လို့ ကလေးလေးပွေပြီးယထာစီးရ အဲ ကလေးကကတော့ချူစာတော့အီးငိုတာ အာသာဆိုတော့ကိုရာပေါ့ လူကြားလေးဆိုတော့အမရှက်တတိ ဒီလုံးတက်ရှိ ရှက်တာပေါ့ပါ ဆက်လို့ဆက်လို့ နည်းနည်းကြားလာတော့ကလေးကအမူမတိတ်တော့အမေဆိုတော့မနေနိုင်တော့အရှက်တရားဘေးချစ်ဒီလောက်ရှိတဲ့ကလေးအေးရောက်စို့တော့စောင်းကြီးအောင်ကြီးလို့တော့ကလေးကလက်မပြုတ်ကြည့် ကြောင်ပါ မဆိုးတော့ဆိုးလေဆိုးတော့ငိုနေပြီခုကျမဆိုးဆိုးဘာမဆိုးနေမဆိုးလားမဆိုးရင်ဒီနိုင်မုန်းစိတ်နဲ့ကလေးငါတိုက်တယ်6တာဟဲ့နေဆိုးမဆိုးရင်မုန်းစိတ်နဲ့ကလေးငါတိုက်တယ်နည်းနည်းကြာလာတော့မုန်းစိတ်နဲ့ကလေးရထလာညီမလေးမြင်းမြင်းဆက်ဆက်ဆုံးဖြတ်ငါညီမဆုံးဖြတ်ချက်ကိုစောင့်ရင်းနဲ့ငါစင်းရမဲ့ဘူရာနှစ်ဘူရာကြောလာပြီ ငါတိုင်ဦးရောက်တော့မယ်ဘကိုးစင်းမယ် ဟိုဘက်ကပြုတ်ကြီးဘာဖြစ်ပြုတ်ကြီးတွေမဖြစ်လဲ ဥပမဘီမတိုင်းဥပဒီကတိုင်းနဲ့ အပေါင်းဝကြီးမှာပိတ်မနေ တိုင်းနဲ့ဆွဲနဲ့ အပေါင်းဝကြီးမပိတ်နေ ဟဲ့ ပြန်တဲ့လူတွေလမ်းကြောင်းပိတ် ဘယ် နေ မှာလဲ ဟုတ်ကဲ့ပါလက်ဘက်ကကြတော့ဟောဒီနေ့မနက်မှာကိုကဝေမော်ကြီးမှာဖွယ်သားတွေကျွေးပါချက်ကြီးငါတို့ကတော့မှာဝေမော်ကြီးဒီတော့စားပါနောက်ကဤပုံကြီး ဒီတော့ရိုင်းနေတော့ဒီတော့လေ ဘကိုးကတကယ်ခစ်ပြီလေဘကိုးနော်ကျွန်တော်ငရေရကတဲ့ဘကိုးကတကယ်အစစ်တမ်းလည်းမြင့်တယ်ခစ်လည်းပြီလေနေထွက်တဲ့အယောင်တော့သိတယ်မ ပျော်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 တလန်းကြီးမောင်တို့တွေတို့ရဲ့ဟဲ့ဟဲ့ဟဲ့ပျော်ပျော်ရဖို့ဟဲ့မောင်တို့တွေတို့ရဲ့ဖို့ချစ်တွေဒီကိုစီရဲဖို့ချစ်တွေဒီဝဲစီရဲလို့လေပျော်ပျော်ပျော်ဟဲ့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 ဟ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
ကျူးကျူးဆဆာ ကျူးကျူးဆဆာ ဟုတ်ဖြာစရာရေးကြိုင်လာတာဒီနေ့နှုတ်ဆက်ပွဲညအတွက်လာအခုမှဖြာလာရှာလာညာတက်ဆိုတော့ပါသေးအခုမှဖြာလာရှာလို့ဘယ်ချိန်ထက်ကမှမသိ ဒီမှာအိမ်နာမှာတစ်ချက်တည်းကျန်တော့လားတဲ့တစ်ချက်ပဲရှိတော့တယ်ဟုတ်တယ်စိတ်တစ်ချက်ပေးလိုက်ပါလို့ပါ အဲ့ဒီချက်ကိုလေတေချာလေးရောက်လိုက်နော် ကျွန်တော်တို့အခုဒီနေ့ကတော့တိတ်အဆင်မပြေဘူး ဘာလို့လို့ အဲ့လောက်ကြီးရတော့ဘာသုံးလို့ဘယ်လိုသုံးမှမသိဘူး အဲ့ဒီတဲဆိုတာတသိန်းနဲ့တန်းရှော့ပေးလိုက်နော်တသိန်းတီပဲယူလိုက်ပုံမယူနဲ့ ဟေးတက်တယ်တော့မအားနဲ့နော် တူတူပဲလေအတူတူပဲလေ ကျွန်တော်ကြည့်ကြလေဟိုးခုံနဲ့ကြီးတဲ့ပြိတ္တတွေစုခါမှလာမချသေးဘူးနော် ဆရာကလည်းကျွန်တော်စီမှာရှိဆုံးပြတယ်ကြင်ချက်မောင်ကိုရောက်ဖို့တိတ်ထားတာရှိတယ် တသိန်းခွဲကိုအများကြီးမပေးနဲ့ဘယ်လောက်လား19သိန်းတိတ်မပြရှာဘူးတော့ တက်တာလေဗျာ အဲ့ဒါမှအကျွေးကြီးပါမရတော့ဘူးဘယ်တော့အကျွေးရှိလဲ ရှိပါကျွေးမရှိဘူး CB ဘာမှသိန်း6000လောက်ရှိတယ်အေးစီသိန်းပေါင်း6000ခွဲလောက်များငွေလုတ်ပြီးပြောနေတယ်ရေးတစ်ခွက်ရောင်းလိုက်စက်ကနေတော့ဖြစ်တော့မယ်ကျွန်တော်သိပြီးအမျက်ကြီးမစားပါဘူးညာ အဲ့လို 9000နဲ့ဝယ်ရမြေရခုသိန်းပေါင်း36000ကျော်ရမယ်သိမပြောပါဘူး အဲ့ဒါဆို နှစ် လေ ဧကမှာ8500ပေးရတဲ့မြေရတစ်ဧကကို4000ခွဲတဲ့ အဲ့ဒါလေးရောင်းလိုက် စိတ်ကူးတွေရှောက်ရင်နေတာလို့ဟုတ်ရှိမနေနဲ့မစတဲ့စီကရှောက်ပြောနေတာ ဟိုဒီကအာရဖက်ကချင်းလို့ဆိုတော့အဲ့ဒီကွမြန်ရောင်းရောင်းလိုက်တယ် ကံပဲဗျကျွန်တော်အဲ့မြေဝေတော့က ဟုတ်တယ် လမ်းမရှိမီးမရှိ ကြည့် ငါးကလမ်းနဲ့ဘာမှမရှိကျွန်တော်ကကျွန်တော်ရဲ့စိတ်နဲ့ကဝယ်လိုက်မယ်ဆိုပြီးဝယ်လိုက်ကံများကောင်းချင်တော့ကျွန်တော်ဝယ်ပြီးမကြောက်ဘူးဆရာတော်ကြီးတပါးကျောင်းလာဆောက်တယ်ဘေးနားမှာ ဟုတ်တယ် ဆရာတော်ကြီးကျောင်းဆောက်ပြီးမကြောက်ဘူးတပတ်ပဲကြာတယ်စီပင်ကလမ်းခင်းသွားရော ဟုတ်တယ် မီးချပေးလိုက်ရော မီးရတယ် ရေကြတော့ဆရာတော်ကြီးက150ကျွန်တော်က90ပြလိုက်တယ် ဟုတ်တယ် သိန်းနေရနဲ့ရေသွေလိုက်ရော ရတော့ရ မနေ့ကထပ်တွေ့တယ်တယောက် အဲ့နေရာဟိုးတယ်လမ်းပေးဖို့တယောက်ကိုခွင့်ပြုလိုက်ပြီတဲ့ခင်ဗျစိတ်ချမ်းသာလို့ဆိုတော့ ကံကောင်းတယ် ကျွန်တော်ကအဲ့ဒါနဲ့အခြားဥယျာဉ်ချမ်းနာမည်ပေါက်တာအခြားနည်းပြောင်းမယ်ဆိုပြီးပြောလိုက်ရောရတယ်တဲ့ပေးနေတာခင်ဗျကိုဖို့ချစ်တပြားမှမကုန်နဲ့တဲ့ခင်ဗျကိုချစ်လို့တဲ့ကျွန်တော်လေးစားလို့အလကားလုပ်ပေးမယ်ဆိုပြီးစာရွက်တွေဓာတ်ပုံတွေရိုက်ပို့တယ်လို့ပို့လိုက်ရည်ည ကံစားတောင်းကအဲ့ဒါကတော့ဝေးသား ဝယ်မဲ့လူကရှိပြီးသားအခြားနည်းကြပြီးတကယ်အဲ့တော့ပြီးမှာတဲ့ကျွန်တော်တပင်းချမ်းကြီးလဲရောင်းစရာမလိုတော့ဘူးဘယ်သူမှလည်းကားဝယ်ပေးစရာမလိုတော့ဘူး ကျွန်တော်လည်းယူရမလို့မြေကျိုးပေးတဲ့ကားပါတွေပြုတ်တယ်အဖေလည်းအဲ့လိုပဲချက်ချင်းကိုတိုးတက်ပြောင်းလဲ2လလောက်နဲ့အကုန်လုံးပြောင်းလဲသွားတာတိုးတက်ပြီးတော့မြက်သွားတာကိုလည်းမြေဝယ်တာတကယ်အကန့်ကောင်းတယ်မန္တလေးမှာမြေဝယ်တာ2လမကြာသေးဘူးဘောလုံးကွင်းမြေဆိုပြီးလာပြန်သိမ်းသွားတယ်တေချာမြေပုံကြည့်တော့အလဲကောင်တက်တယ်ကြီးဖြစ်နေကိုက မင်းရတယ်အဲ့ဒါဆိုကတော့ဝမ်းသာရောလွယ်လို့ဗာတက်နိုင်ပါလေကွာ လာမြေဆိုပြီးဝယ်တာဘောလုံး ဒီကမှာတော့ပါလေအတိုင်းမှာတော့ပါလေကျွန်တော်ထူးခြားနေတဲ့27ဒီလိုဇိုက်ယုံကြီးစောက်ပြီးကာတော့မြေဆိုရင်90 960မြေရမခိုင်မှာတော့အသိခံရတယ်မှာပါသွားတယ်ကျွန်တော်ဒီနေ့ဒီပြန်ပြီးအသနာကန်လာဘာညာမတင်ဘူးဆိုတာကကိုစဝယ်တွေကမခိုင်ပါဘူးလေကိုအပြည့်ပတ်စံအများကြီးပါသွား toilet တွေဆို၄စိတ်က toilet တွေလို့လုပ်ထားတာ ဟုတ်တယ် ဇိုက်ယုံကြီးစောက်ပြီးအမြဲတမ်းကောက်ဖို့လုပ်ထားတာပြည်လန်းပြီး10မိနစ်ပဲဝင်ရတယ်ဒါပေမဲ့မတက်နိုင်ဘူးပေါ့ဗျာဒါပေမဲ့ရှင်းတတ်ပါလေပြန်ပြီးပြောခုကျွန်တော်ကိုကမိသားစုတယောက်ကကျွန်တော်မြေစုချပါလေ အော်နိုင်က ပန်းဦးနဲ့ထည့်ပြီးတော့ပန်းဆိုင်တဲ့ဒါလေးအမြေကောင်းနေ အဲ့ဒီစီမလေးဆိုင်တဲ့ခေါင်းမောင်းမှာပါဘူး ကျူးကျူးဆဆကျူးဆကမေမဖို့ချစ်တပီပွဲလိမ့် အဲ့ဒီဗျာတော့ဘာမှမကြည့်ရဘူး ဟိုင်ရိုးနေတယ်နောက်မှရှိတယ်ဟိုင်ရိုးနေတာ ဘယ်နာမပြန်ထွက်တယ် နောက်ထပ်3ခါလောက်ဆိုမင်းသားမင်းသမီးတွေမထနိုင်ဘူးချစ်ချစ်ကလည်းအမြဲတမ်းပါတာ
လားအဲ့ချောက်ကြီးဒီဘက်ကမထောတယ်လို့ချင်းမကြီးခရီးလုံပိုင်း3သိန်းရောရမယ်လို့အဲ့ဒါဆယ်လာရတယ်ဒီ ဟော ဟေး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 ဟိုချစ်ချစ်9000ပဲ ဘာဖြစ်လို့ နေထွက်တဲ့ဒီပြောရေးဆုံး သူကဘယ်တက်ကတောင်းလို့ပါကိုဖိုးတဲ့ကပေးပါတဲ့ချစ်ချစ်လည်းကိုတဲ့လက်ကိုလည်းတောင်းဆို ဖိုးတဲ့လက်ကုပ်တယ်ခင်ဗျာ ပိတ်သက်ခိုင်းရင်လောက်ရတယ်လူပြန်သွားတော့ပိတ်သက်ခိုင်းရင် တဲ့ လောက် ခိုင်းလှုပ်လိုက် လို့ တဲ့ခိုင်းလှုပ်လိုက်ခက်တော့မတန်း တို့အခွင့်အလေးတက်တက်ကိုသိရမလားကျိုးနေချင်တာ ချစ်တာ အော်ဖြစ်ပြီးတော့က ဆောက်ရှိ ကိုဖိုးတဲ့ခြေတော့တစ်ဖက်ကျိုးရင်9000ပေးမယ်တယောက်ကို ဟုတ်တယ် ဆိုရင်ဒီမှာမင်းသားဒီဘက်မှာ မင်းသား ဟိုဘက်ကတောင်းသားယူကောင်းမကြည့်နဲ့မိုင်းဆိုကလေးကတက်တဲ့ခါမှာနည်းနည်းလေးပြည့်နေတယ်လေကလေးကိုနည်းနည်းနေပေးပါအောင်မမရဲ့နော်ကလေးကိုလေ တော်တယ်လေး ဟာခလေးနဲ့ခေါင်းကြီးတော့ပြင်မွေးရပြင် ဟုတ်ပြီယောက်ျား တကောတလေးကြားနေတယ်နားပြီဟဲ့ အောင်မ မိုင်းကလေးကအဲ့လိုနေတော့စင်ပြေဦးလေမမရဲ့ကလေးကိုနည်းနည်းလေးအနီတော်လေးပေါ့ မြင်ပြီလားဟိုမြင်ပြီလား အဲ့ဒါတော့တတိယ အဲ့ဒါများနှစ်ပါးတော့ဖိုးတဲ့တိမ်မှာသိနေနော်ကလား လာပြီတကောတလေးကြားမယ် ဟာကိုဖိုးတဲ့နဲ့တော့တဲနဲ့တော့ဖြစ်သွားရကိုဖိုး အကျော်တဲတွေပါရင်နဲ့ 对，အဲ့ဒါဆိုရင်တက် ဒီချောက်ကကွာ အဲ့ဒီကိုတော့ပါပဲ ဆက်လို့ပါ ဒီချောက်က ဒီစားလို့ပါ ဘာတကအားပေးခြင်းလဲကိုဘိုးတဲ့ကို ဖယားနာမလို့ကျိုးပါသည် အာမမခုနကိုဘိုးတဲ့စိတ်ကြောက်ကြောက်နဲ့ကတော့အကိုတခုခုပြသွားအကိုသမီးကျွန်တော်ယူပြီးအကိုမိမအောင်ခိုင်နေဝစီပို့ပေးမယ် ကောင်းပြီ ရောက်မြန်မယ်မိမလှုပ်ကျွေးနေအောင် ကောက်နေတဲ့စပင်းလေးဝေး အခါကြလေကိုဘိုးတဲ့ ကြားနေတော့ကိုဖိုးတဲ့တည်ပြီကိုချက်ကြီးမြောက်ပေးတာ အဲ့တော့ကျွန်တော်ရဲ့အောင်နေတဲ့တစ်ချင်းလေးတစ်ပုတ်ဆိုပြရစီကျွန်တော်အရင်အောင်နေတဲ့တစ်ချင်းတစ်ပုတ်ရှိပါတယ် စောက်ဖို့လေ စောက်ဖို့လေးဆိုတစ်ချင်းကျွန်တော်အောင်နေတာမဟုတ်ဘူးတကယ်အောင်နေတဲ့တစ်ချင်းအဲ့တော့ကျွန်တော်တစ်ချင်းကိုရရင်အောက်ကလိုက်ဆိုပြပါ ထင်ရ ထင်ရတဲ့ဆိုတစ်ချင်းပေါ့နော်ကိုပိုင်တစ်ချင်းလာမလို့နဲ့အဲ့တော့ကျွန်တော်ရှိရဆိုပြမယ်နောက်ကလိုက်ဆိုပြပါကျက်ဖတနေတော့ကိုဝင်အောင်မြင်တယ်တွေ့လားအောင်မြင်တယ် ညားတယ်ကြောင်းပါလည်းမစိုး အောင်မြင်တယ် ငါကရငါဥစားဖို့ဆိုပါ ပါပြီလေ မပြစ်ပါနဲ့မောင်ကြီးရဲ့အဲ့ဒါပြောပြနေပါပဲဟုတ်လားဒီကညားတယ်ဒီတော့တော့ပါလေ ရွှေတိတာကျုပ်ပါမယ်လက်စွပ်ပါမယ်ကျွန်တော် ဟုတ်လေ ချစ်တို့ရေ အလုပ်လေးပါတော့မရှိကြတော့ သူ့လေး ဒါ ပါမယ် လေးတွေပေါ့နော်ဒါလေးတွေကတော့အခုဖန်စီလေးတွေရခိစားနေတဲ့အားလေးတွေပေါ့ဒါလေးကို350နဲ့ပဲယူပေး ရွှေကုန်းလေး ယူ တွေ ပဲဆိုရှူလို့မှန်ပေးရှူလို့မှန်ပေးနော် အဲ့လိုကြီးတာဆွဲထားလိုက်တယ် ဒါလေးကတော့ဒါဒီဇိုင်းတစ်ပေါ့ဟောပေါ့ဒီဒီဇိုင်းကတော့ရွှေချီတုံးလို့နာမည်ပေးထားတာ ခြေ ပေါ့ တော့ ဟိုဖိုးတဲ့လက်စွပ် ဟုတ်ကဲ့ပါဒါလေးကတော့ကျွန်တော် မသိလို့မေးတာလေညကြတော့မမမဲမဲနဲ့ချစ်ဘာလို့ ယူထားရင်ပေးချက်ပါလားကွာ ဟိုချစ်ပတ်စံနေတယ်တို့ပြန်ချစ်ပြီးလေဘာမှမ ဒီ ယူ တိ တာ တာပဲရှိတယ်ဗာမယူ ဘာမှမယူလေချစ် ဖေးမမိုးရီယူထားလားဗျာခရော သိယူတာလေ ဖေးပါဇက်ဟာသမားဘူး ယူတာလေ ပါဇက်ဟာဒီလိုကြီးဟာကိုဘလာ ဘာပြောင်းလို့လို့ချစ် ပါဇက် ပါစတဲ့ခွန်းတော့ဘာပြောင်းလို့လို့ ဘယ်လိုပါဇက် မယူလား မင်းသမီးလားမင်းသမီး ဒီလိုလာအောင်လေ လေးလေးကောင်းပါလေ မင်းသမီးလား မင်းတို့မစားရလားမစားရလား ပါဇက်ဟာဒီယူထား လီလာယူလာ ဟဲ့ အဲ့ဒါလားသိကြပြ ထွက်ပါလူကအစိုးရတယ်မှာမမြင်ရပါဘူးဆိုဘာမှနေပြီလား မ လို့ စားရလားမစားရလားယူလာ ပါ ရ ဇက်ဟာ အာဟာ ဒီကတိန်ပုံယူရတာနော်ပါဇက်ဟာ မစား အာ မစားမင်းမင်း
ဟာရုံမစားလာလို့ ကျွန်တော်ရှာလိုက်မယ်အဲ့ယူထားရင်ပြန်ပေးပါ ချစ်ချစ်ကဘာပြောင်းလို့မစတဲ့လိုက်ရှာနေတာတော့ ကတော့ခဏနဲ့အီးပေါက်တာပြောက်လာ အေးလို့ဘယ်ကမှမငုံ အဲ့ တော့ ဒီမြတ်မစတဲ့ငုံပြီးသိမ်းထားမှာ အဲ့ဒါချက်ကြီးခုနမျိုးချလိုက်တယ် ကာရင်နဲ့လေလေသွားတယ်ဟာ ကလူးဆိုလို့ ချစ်ချစ်ကလည်းတွေ့ တိတ်ကနေရှိလို့ငါဆိုပါကွယ်ဟိုက်တာတာဒီ အာဒါဒီ တာဒီတာဒီ ဒါဒီဒါဒီ တာတာဒီ ဒါဒီ တာဒီတာဒီတာတာဒီ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 တာ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 ဒီတာတာဒီတာဒီတာဒီတာတာတာဒီတာဒီတာဒီတာတာတာဒီ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 တာတာ တာတီတာတာ ဘာသာခေါင်းပေါင်းတွေပြန်ပေါင်းတယ်မသိသေးဘူးလေဘုရားဘာဖြစ်လဲ ပုံစံဒီလိုပွဲတကြံပါရမီလည်းမတ်တက်မှာပါပါမပါပါအဲ့မှာထည့်ပေးလိုက်မယ်စိုက်စရာကျွန်တော်ထည့်ပေးမယ်နော်ကြီးစရာအောင်ကောင်မတွေ့ရကြဘူးတေချာထည့်ပေးမယ်ပတ်စံလေးရအောင်နော်ဟိုတီဝိုင်းဟိုဇာနီကတော့မသိလို့လိုက်တော့ကျွန်တော်တို့ပွဲလက်မခံသေးရင်ကျွန်တော်တီဝိုင်းထည့်ပေးမယ်နော်ဟို20ရဲ့ထွတ်ထည့်ပေးမယ်မဲတော့အာစိတ်မြတ်ကိုကြီးကောင်းတော့တက်ကြီးပါပြီပင်မနေတဲ့ချမ်းချပို့ရနေဘူးလေ ရတယ်သူ့လည်းထည့်မယ် သူထည့်လို့မကောင်းတော့ဘူးလား ဘာလို့ အဲ့ဒီဆိုင်ဝါထည့်ပေးမယ်လူရှင်တော်လည်းထည့်မယ်သူ့ကိုချက်ကြီးကိုထည့်မယ် အကြံပတ်စံမရမှာဆိုလို့ကျွန်တော်စီစဉ်ထားပါလိမ့် ဟုတ်ကဲ့ ကျွန်တော်ကတော့နိုင်ငံခြားခဏသွားပါမယ် လေလည်းမလေးစီမရှိလို့မသွားပါဘူးတဲ့တကဘာအောင်တော့ခိုင်းတယ်ဘယ်လေးမှမပြောဘူးတဲ့ နောက်ပါလေပါ ကာယသွားကြည့် မလက်မဖြစ်ပြီ ဘယ်နိုင်ငံသွားမလဲ နိုင်ငံခြားပတ်စပို့တမ်းပြန်ကုန်တော့မယ်ခုချိန်မှသွားတယ် ထိုင်းဘန်ကောက်ကိုသွားဘန်ကောက် ဘာလို့ဆိုရင်ဘာလို့ဆိုတော့ပတ်စပို့ငါလာပဲခုတမ်းပြန်တိုးအောင်လို့ဘယ်မှမထွက်တော့တမ်းပြန်တိုးအောင်လို့ ကျမ်းမာကျွန် မင်း တော် လည်းသွားလို့မရဘူးငါလည်းသွားလို့မရဘူး ကျွန်တော်လည်းချက်ကြီးရတော့သွားပါပါဟောမုတ်ရေလက်ချောင်းသွားပါပါ ဟုတ်မယ်သူစီတင်မော်တွေတော့ခိုးအောင် ဥပမာအဘောတာတီတာ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 တီ ဟေး တာတာတီတာတီတာတီဟေးတာတာတာတီတာတီတာတီတာတာတာတီ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 တာ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 တီတာတာတီတာတာတီ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 တာတာ မခေါ်နိုင်ဘူးအပြင်မှာချစ်ချစ်တော့ပူနေပြီပဲစက်ရုံထဲမှာအင်းနေတော့ပြန်ဖို့တတိမရကြတော့ဘူး ဒီကရတယ်အချစ် ဒီမွေးကိုငါမိုးလိုက်မိတာ ဒီနေပူလာတော့ချစ်ချစ်နာမည်ပါတယ်ဗောချစ်ချစ်တောက်ချစ်ချစ်တောက်ကို ဟိုကကြည့်ကြလေကြလားမိုးလင်းတာကိုမသိကျင်အောင်ဆောင်တဲ့မျက်နှာတွေကဒီမျက်နှာတွေပါလား တို့တို့ပွဲလာကြည့်တာမဟုတ်တော့ဘူးကွာအဲ့ဒါတို့အိမ်ဘွားတခါနဲ့ပြီးစင်လာကြတာ တကောင်ရွှေတွေငွေတွေတော့ယူခဲ့တော့အပြီးစင်းလာ ဟုတ်တယ်ကျွန်တော် ရှင်းလင်းဝင်မရှိလဲဘာမှမဘူးခုနတက်တာတွေကဆွဲကြိုးတွေဆွဲပေးထားမယ်လား အားလုံးလဲချစ်ချစ်ကြိုးစားတော့အားလုံးလဲကျင်းတတ်ပါပြီ မင်းညှိုးညင်းလာလား ခေါင်းပေါင်းတွေပေါင်းနေတယ်တပတ်သားမပြီးသေးဘူး ဘာလဲ တပတ်သားမပြီးသေးပဲနဲ့ခေါင်းပေါင်းတွေပေါင်းနေတယ်တလောင်းစားဖို့တယ် ဆက်စီအောင်လေးစားတာ အဘောတိုင်းဒီစား လေးစားတာလေးစားတာရေထဲကလေးစားတာတကယ်ပါလေးစားတော့ခေါင်းပေါင်းလေးနဲ့နားမှာခါစားတယ် ရပြီနော်ပြန်လို့ရပြီ မင်းသားကိုလိုက်ပြိုင်းနေတာ သူကျိုးကသေးပါလေတန်ကျိုးဆိုတာဒါမျိုးမှခေါ်တယ် โอ้โอเค လေမင်းတွေညောင်းနေပြီ ဒါကျွန်တော်တို့ရှင်းစကားနဲ့ပြောမှဆိုတာဇော်ဝတ်ကျွတ်ကျိုးပေါ့ ငါမလိုက်တယ်လား ချစ်ချစ်ကလည်းချောင်းရတော့၃ချောင်းထိုးရတယ်လား ပြန် ဟိုမျိုးလုံးတွေစပတိမယ်မျိုးလုံးတွေပဲချိန်ချောင်း ချစ်သမီးလေး တတိတတ သမီးလေးပါ ရ
ကြီးတာကွာတတဒီဒီလိုတော့လား ဟုတ်လားတော့လား လည်းဆက်ဆက်ကကောပါနေဟာ ချစ်လို့မေတ္တာရှိလို့လားအရွယ်တိုင်ပြီးမြန်ထိုင်းနေကြ ဘယ်အဲ့ နိုင်သွားကြည့်စရာမလိုဒီနာမတက်ရလို့နေဒီနေရာထိပြီဆိုရင်8နာရီနဲ့8နာရီခွဲစားသေးကြနေပြီ 7 နာရီ10မိနစ်ရှိသွားပြီ အဲ့တော့ဒီအုံတော်ကောင်းတာဒီပွဲကင်းထဲမှာလေအေးအေးပြက်ပြီးတော့စပင်းတွေဝါဝါတဲ့ညီလေးကြောက်ရှိတယ်အေးတွေပြက်တာဗျာစပင်းတွေပြောင်းတော့ဝါ အဲ့ တွေ ဘယ်သူလားကိုကိုလို့ ဝါတော့ဘူးမိုးရအိုင်ဖုန်းရောအိုင်ဖုန်းရော တကြံလုံးကြည့်တာပဲအိတ်နိုင်မလဲရီတာဘွားစားရီတာဘွားစားကိုတွန်းထုတ်ပြီး လို့ပါတော့ကွာ တတိတတတတတီဟေးဟေး လာပြီ လက်ခုပ်တီးမယ်ဟိလုပ်မယ်ဘယ်လိုလုပ်အရှင်တော့ ကျွန်တော်အားကိုရတဲ့ပန္တရားချောင်းစင်းလေး ဟုတ်ကဲ့ ဇွဲမဟိန်းတို့ကိုဖြိုးတို့လိုပဲအားကိုရတယ်ပိတ်သက်အမုန်းခံပြီးပြတ်ဆက်ဒီဘီလေးနေရာမှာကပ်ပြီးဒါပေမဲ့ပိတ်သက်ကချစ်ကြတညသူစုကြကြည့်ပဲ9သိန်းနဲ့10သိန်းချအမြဲရတဲ့ကလေးအင်မတန်မှဒါချစ်ချဖို့ကောင်းပါတယ်နော်ဒါကြီးအဲ့လို9သိန်းနဲ့10သိန်းရတဲ့ကလက်ကိုရှိသူလက်ကိုပိုက်တာဒီဟာလေးကိုဖာပြီးမြဝေးရသလားကွာမင်းဝယ်လိုက်ပါလားသားရဲ့ဒီတစ်ထည်မှ2000လောက်ပဲရှိတာပါဟာမင်းကွာကြည်စမ်းအေးဟိုရှော့ထားလို့ဒါလေးကိုသိရင်လေအချီအဖြူလေးနဲ့ဒီမသိတာဘူးပေါ့အဝါရောင်ကြီးနဲ့ဆိုမင်းဖာထားလိုက်ရဲ့ငါသိခါကြတာကွာညာချီရောပေါ့တည10သိန်းလောက်ရနေတဲ့သူက ဟောကွာလူလူရတာတို့လေကြိုးစားကြတယ်မြတ်နေနေကြမှာတိတ်ကကြာရည်ပြန်ညာသေးဘူးလား ကင်မရာဒီကိုရိုက်ပြတဲ့ဒီကြည်စမ်း ဟာတဲ့ကြည်စမ်း ဖာထားတာတိတ်မသိတာဘူးနော်အဖြူရောင်အဝါရောင်နဲ့ဖာထားတယ်ဘယ်ဆက်ထုတ်เสียပါလဲ ဒါဇွဲမှန်ဟင်းရဲ့မင်းသားအင်ကြီးလေး မလားအမိဘောရဲ့နာမတော့ကျွမ်းတယ်ဟောသူကခုမှဆုချပြီးထိုက်ကြည့်ဦးမယ်ဆိုရင် နောက်နေ့လာကဘယ်တော့ နောက်ထပ်ပြန်နိုင်ဘယ်တော့ထက်ကပေးအောင်မသိ တော်တော်စိတ်ကြည်နေပါပြီနေနေလဲထိုးနေပါပြီအိမ်မှာလဲတမင်းတွေပြန်မချက်ကြတော့ဘူးလားမသိဘူးဒုက္ခပါပဲအဲ့ဒီလဲစားနေပြီဘိုးတို့ခေါ်ဆွဲနေလဲကိုပြီလားမသိဘူးတို့ကြပါဦး ပွဲကင်းနေကချစ်တယ်လေးတရားကိုဟာပြီးမှဖြတ်လာရှိကုန်းတော်လေးကြည့်နေမိပါလေအာဟာဟာဘိုးကိုဒီလိုက်လို့အပိတယ်မေချောလေးဖို့ချစ်တယ်မိပါပွဲကင်းနေကချစ်တယ်လေးတရားကိုရှိကုန်းတော်လေးကြည့်နေမိပါလေဘိုးကိုဒီလိုက်လို့အပိတယ်မေချောလေးဖို့ချစ်နေမိပါဒီ ဒါကြီး လူသေးကကိုပါလေဟဲ့ ဒီဆန်းဆောင်ဝယ်စု
တော့ဝါတိုင်းတော့ဝါတိုင်း သူမင်းမခြေရောက်ရှောင်းနေကြနှိပ်ပေးရင်းနဲ့ ကဲမဖေးတိုင်းတဲ့တွေ့ပါခါနဲ့ထိုင်ကြပါပြီးရော ကျွန်တော်ကိုလွတ်ဩလူစီမမီတော့တွေ့လား အပြင်းပြတာမိမောက်စောကားလို့ ဖုန်းပဲပြောကြမလို့တခါလဲလိုက်ကြည့်တော့ခဏနေရော ကိုရှိကို အော်ဒီမှာတိုးတိုးလေးကပြောလိုက်သေးတယ်ချစ်ချစ်ကိုကြည့်လို့မလို့မပြန်ကျင်ဘူးတဲ့ဒါဆိုတော့ဒီမှာတခါနဲ့အိတ်လိုက်ပါလား ကိုရှိကို စာပြေစားပါလိုက် အများပြောငငယ်လေးတည်းကလာတာသူဘကောက ဘကုန်းကငငယ်လေးတွေကလာကိုချစ်ကိုငငယ်လေးကလာ အများပြောတော့က9နာရီဆိုပြန်တာဆို အဲ့ဒါအဲ့ဒီခေတ်ဒီခေတ်ကပြန်တော့အဲ့ခေတ်က ပြန်လို့လည်းမရတော့ဘူးထိုင်ပြန်ပြီးအောက်တော့ တခါမှမပြန်လို့9နာရီမေးကြည့်10နာရီ9နာရီ10နာရီဒီဘကိုးမှာကနေကြတနစ်ကဆိုအေကွန်းတော်တက်ပေးထားသေးတယ်ဘုချစ်အဲ့ PC တွေပြတ်သွားလို့ရှာမရလို့ဝယ်လို့လည်းမရလို့ကျွန်တော်အေကွန်းတက်ပြီးလို့လုပ် ဒီ ထား အရုံကြီးကိုအလုံးလုံးထားတာအဲ့တော့က နော်အေကွန်းတော် လို တ က် က် က ပြီး အမဲတွေကပြီးတော့လေ အော်ခုနောက်ပိုင်းနည်းနည်းငယ်လေးသူကြီးကြတော့သိမသိဘုချစ်တို့တောင်းပန်မှာဆိုစင်6စီးမြင်းအကောင်150ကျော် ဟုတ်တယ် ဒီလိုပဲတင်ဆက်တယ်တင်ဆက်ဖြစ်ခဲ့ဘူးလေပေါ့လေအများကြီးကျွန်တော်ကဒီပေါ်မှာယူတတ်တယ်ကျွန်တော်ပတ်စံတော့ငွေချင်းတော့လက်ခဲ့တဲ့သူလုံးဝမဟုတ်တာသိကြပါလေဟုတ်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်နုပညာနဲ့ပတ်သက်ပြီးပြန်ကိုမောင်မနှမျိုးဆုံးဖြတ်ရလေကျွန်တော်ကိုယ့်ဘာသာကိုဆုံးဖြတ်ရတော့ဒီကူပါလေဘာကြောင့်လဲဆိုတော့တစ်ချိန်ချိန်ကြာရင်စက်တပင်ဘုချစ်လာကတွေဖြစ်တယ်လို့လေးကသွားတယ်သူပြပြရော်ပတ်စံရောက်ဖို့ကသွားတယ်ဖြစ်မခံနိုင်ဘူးစေတနာထားတယ်တိချပြင်ဆင်တယ်ကတဲ့နေရာမှာစူးစမ်းတယ်တကယ်ရင်နဲ့ကပါတယ်ရပါပြီဘုချစ်တို့စူးစမ်းချိုနဲ့ပါတယ် လာမနေ့ကျရင်ကျွန်တော်တို့ကပုံပြီးတော့ပြင်ဆင်တော့မှဒီတစ်ဆိုတာပြည့်တဲ့တွေကစင်နဲ့ကြည့်ရလာမနေ့ဆိုဖင်နေပါနေမှာအဲ့တော့အောက်ကပန်ကားတွေပဲထားပြီးတော့ ဟုတ်ပါဘူးအေကုန်းပါဝင်လိမ့်မယ်နော်အေကုန်းပါရပါစီမယ်ဒီနေ့ကကြိုပြီးဂတိပေးပါတယ်အေကုန်းပါရပါစီမယ်လို့ ဘ နော် လေးနဲ့ကြည့်တာ အဲ့ လေ ကုန်းပါရင်အေးမှာအေးတော့အပေါ်ကခဏခဏတောင်းပြီးမှဆိုဒီလိုစီစဉ်ပေးမယ်လေအဲ့ဒီဖြာရဲ့အောက်မှာကျွန်တော်တို့ရှူးတွေတခါတည်းတွေ့ပေးထားမယ် ဒီအေးကူမပါတော့မှဒီချိန်လေးကရင်အေးကူမြန်ထည့်ပေးလိုက်ရင်ကျွန်တော်တို့သမင်းတွေပါရစားအောင်ပါ ပြန်မှာမဟုတ် နော် ဘူး ပြောပါလေဂျာပါဘိုးရောကျွန်တော်ရှောင်းတန်းလေးထိပ်ပြီးဘူးလေဖျားခက်ခဲဖြစ်တော့ဒါကိုတော်တော်ခက်ပြီးရှင်းရတာလေရှင်းတော့မပါသွားတာဒါပေမဲ့လေးပြီးဘူးတော့မနေနဲ့လူတယောက်စာသွားလို့ရတော့အောင်ခြံပြီးတော့မိသားစုနဲ့ခွဲခြားလေးရိုက်ပြီးတော့ဇက်ယုံနောက်ထပ်တိတက်ကိုကြည့်အောင်ဒါမျိုးတကုတ်ထပ်ပြီးဆက်လိုက်မယ် ဟုတ်ကဲ့နောက်တော့ ဒါဆိုရင်နေရာအများကြီးပြီးလို့ရတော့ပါလိမ့်မယ်အေးစိတ်လေးအောင်မခံစားရတော့မှအဲ့မနေအောင်ဖူးချစ်ကြိုးစားပါမယ် စူးစမ်းမယ်ခရီးမေးပေးရတယ်လို့လားချစ်ချစ်ပါ နော် နော် အဲကောပါပါပဲကျွန်တော်ပိတ်ထားမှာပေါ့ အခုတော့အဲ့ကိုလည်းတော့ပိတ်ထားတာ မင်းချိုလေးဘူးချစ်လေးမိပါတီဒီဆွဲလာရီဟေး ဟာလို့ရှိရပြန်မယ်ကလည်းရှိတော့တာတို့ ဟဲ့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 ဝေးလေးကချစ်သူလေးတယောက်ကိုချစ်ကိုလေးချစ်မိပါလေဘောလေးတွေ့လို့အပီးလေးမင်းချိုလေးဘူးချစ်လေးမိပါ တမီးငယ်ငယ်လေးနဲ့လှုပ်မလှုပ်နဲ့ငါလှုပ်ကိုပြန်မယ်ထင်ပြီးဝမ်းသာတာရှေ့ကောင်တိုးပြီးလာထိုင်နေတယ် တီသမီးပြောပါမယ် ဘုံတော့ခေါင်းငါလက်ကောင်းတယ်အောင်ပြီဘော ကိုရှိကိုဟေး တော့ဒီနေ့ညကတော့တော့ကျွန်တော်တို့ ကျွန်တော်နှုတ်ဆက်ပွဲ ဆက်ပွဲ ဒီနေ့ည ထူးလို့ဆက်ပွဲပါလေဒါရောအားပေးကြဖို့ နှုတ်ဆက်ပွဲညမှာလဲ ဖိတ်ခေါ်တယ် နော်ကျွန်တော်တို့ရုပ်ရှင်မန်းသားဖိုးချစ်ကဇာတ်အဖွဲ့သားလုံးကျိုးစားပန်းသားနဲ့ဖော်ပြဆက်ကြအောင်မယ် โอเค ။လာရောက်ကြည့်ရှုအကဲတော်ခန့်နေကြပါဦးခင်ဗျာ ဘကိုးရှင်တော်ကြီးရဲ့တော့ဘုရား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 အကြီးဆုံးမှာမနေ့ပြန်ကညတိကြပေါ့ ။ဟုတ်ကဲ့ ဒီညပြီးရင်ကျွန်တော်တို့တစ်နေ့လောက်ကျွန်တော်ကြာအောင်မယ် ဒီညပြီးကျွန်တော်တို့ကပိတ်သက်ကြီး ခ နဲ့ ဏ ပြန် ဝက်ခွာအောင် ဝက်ခွာရအောင်မယ် အဲ့တော့မျက်နှာမငယ်အောင်အားရပါရလားအားပေးပါအောင်လို့ဖြစ်တယ်ကပြပြစီ ။နှုတ်ဆက်ပွဲညပြီးတော့မလုပ်ပါဘူး မလုပ်ပါဘူး ဖိညမှာတိတ်ကြပါဗျာ တိတ်ကပါပါ
ဝေးပြီးလို့ချိန်တယ်အင်ကူပြန်တော့မယ်ဝိုင်းချစ်သူဝိုင်းကြိုက်သူချင်နာသူရဲ့လိုက်ပါလားခွေတော့မှအလန်းဒီမပေါ်နဲ့မရှိဘူးဘယ်လိုကားလဲဒီကဘာမှပြောလို့ရှိတယ်အေးရှိမန္တလေးကိုလိုက်မေပြောပြီးအိုက်တယ်မပြောတဲ့ချစ်တဲ့သူရဲ့မန္တလေးပူပူနွေတကယ်အင်းစီလာတဲ့ရှင်ညာတော့အပြောကောင်းနေတော့ကောင်းပါလေအစနေရနာဘုံရဲ့အလားပါရဲ့ချမ်းပြေချုံတော့ပါမီမစဝိကြီးတွေသူစိတ်ပြောတတ်ပဲကျွန်တော်နေပြောတတ်တယ်ရှင်ညာသူမပြူပြူရဲ့စိတ်ချရှောင်းမပြောချိုလာတဲ့အပြောချလေးတွေဖိတ်ခေါ်လိုက်မယ်တော့မလုံးနေမပူနဲ့မရှိဘူးသူနဲ့လာပြီးမန္တလာတလေးဒီကဘာအပြောဆုံးရှိနေဒီနေ့ညနော်ဒုတုတ်ဆက်ပွဲရုပ်ပြပွဲမဲ့နှုတ်ဆက်ပွဲကိုလည်းအားပေးပါဦးခင်ဗျာကျင်းမမကျင်းတာလေဟုတ်ကဲ့ပြန်ဆုံးမရတာတခုတည်းကိုပီတိဖြစ်ပါလေဟုတ်ကဲ့ဝမ်းသာလာပါပြီခင်ဗျာကျေးဇူးပါခင်ဗျာကျွန်တော်ကဆက်ဆက်ဂရုစိုက်ပါလေဘာလို့လဲဂရုစိုက်ပြန်တွေ့ရတာဝမ်းသာပါလေဤသို့ရင်ဆိုသေးကောင်းမှုငယ်ငယ်လေးတွေကအခုချိန်ထိမပြတ်မရွေးတဲ့မေတ္တာတွေနဲ့အတူကိုယ်အားပေးခဲ့ကြအပေးခဲ့ကြမိသားစုတွေကုန်တော့အမြဲကျမ်းမာချမ်းသာလမ်းပြကောင်းသောလူရဆန္ဒအားလုံးပြည့်စုံရပါစေခင်ဗျာကျေးဇူးတင်ပါတယ်ပြည့်စုံကြပါစေဒီနေ့တည်းရဲ့ပြီးသွားတဲ့ခါကျတော့တော့ဒီညတစ်ညပြီးသွားရင်ကျွန်တော်တို့ညပဲကျွန်တော်ကယူရှင်မသားတို့တော့တခြားနေရာတွေမှာလိုက်ပြီးပြောပြရအောင်ပဲကျွန်တော်တို့ရန်ကုန်မှာလည်းကြုံကြိုက်ခဲ့ရင်နောက်ကြည့်ရှုအားပေးပါဦးမြောက်ကလာထောင်းဝင်ရက်ကွက်မှာကျွန်တော်တို့10 17 3ရက်ရှိပါမယ်ဗျဟုတ်ပါတယ်နော်ကြုံကြိုက်ရင်လည်းဝင်ရောက်အလဲလာခဲ့ကြပါဦးကြုံကြိုက်ရင်လည်းကြောင်းရှာပြီးထုတ်ခဲ့ကြပါဟုတ်ကဲ့ဟိုပါလေကျွန်တော်တို့အကြောင်းမျိုးပြပြီးတော့ဘယ်နေရာမှာပဲတွေ့တွေ့ခေါ်ပါပြောပါနှုတ်ဆက်ပါဟုတ်ကဲ့ဝင်ခဲ့ပါမန္တလာသားလေးဒီကဘာပေါ်မှာပြောစောမင်းကြည့်ပါစေဒီနေ့ညကိုချစ်တို့ကြိုးစားပြီးကပြဖြုတ်ပြီးတက်ဆက်ခဲ့တာအစင်ပြေရလားခင်ဗျာစိတ်ကျင်နေရလားခင်ဗျာဒီနေ့ပါနော်ပြောရပါလေပီတိဖြစ်ရပါလေကိုချစ်တို့ကပြတဲ့စီဇန်တိုင်းကိုစထွက်ကြတဲ့ကလက်ကုပ်တန်လေးအများကြီးနဲ့ကြိုးစုပြီးအားပေးကြကိုချစ်ပေါ်မှာအရင်ထက်ပိုတော့မေတ္တာတွေဝိညာဉ်မှုတွေချစ်ခင်အားပေးမှုတွေကိုချစ်မပြတ်မရွေးကြိုးစားပြီးတက်ဆက်ကပြခြင်းနဲ့အလုံးနဲ့အလုံးချင်းပြန်ပြပါမယ်လို့ပြောပြစီခင်ဗျာဟုတ်ကဲ့ကျေးဇူးတရားပြန်ဆက်တယ်ဆိုတာငွေချင်းနဲ့မဟုတ်ရင်အလုံးနဲ့အလုံးပညာနဲ့ပြန်ပြီးဆက်ကြရမှာကိုညနော်ကိတို့စေအောင်မန္တလာသားလေးဟောကဘာမှာအပြောဆုံးဖြစ်လေ
တာကိုကိုကြည့်ကြပါလေစိတ်ကဒုက္ခမပြလုံးဝပြည့်စုံနေကြပါဘူးဒီရှင်နာလာကလည်းဆန္ဒတပည့်အဖွဲ့ကြီးကိုလေးရနိုင်တိုင်းအားမလျော်အောင်အခဲကလည်းအားမကြတဲ့ဒီမှာကြည့်ကြကိုအထူးပဲပြုလုပ်ကြရှိပါလေအဲကြောင့်ဒီနေ့ညဘာကြီးဘာကြပြောရုပ်ရခွဲမဲ့နှုတ်ဆက်ခွဲရကိုလေတေးတစင်းမတော်တယ်လို့မတော်ခံချော့ခဲ့ကြပါဦးလို့ဒီလိုဘာသာလုံးကတဲ့ကျလာလို့ခေါ်လို့ဒီမှာလိုက်လိုက်တဲတဲစိတ်ဆန္ဒနဲ့ဖိတ်မှန်ကပြုလိုက်ရခြင်းချစ်စွာလို့ဆိုကြလား